အားလုံးပဲမင်္ဂလာပါဒါလေးကတော့2025ဒီဇင်ဘာ N3 reading ဥစ္စာအတူလေးဖြစ်ပါတယ်မိကုန်းလေးကိုရင်ဖတ်ကြည့်အောင်နော်နေသူကိုနံပါတ်25လျောကန်တော်ဟိတုကလျောကန်တော်ဟိတုပန်းပြေစခန်းကလူပေါ့နော်မသိရင်လည်းထားခဲ့ပေါ့နော်ဒီကလူကပေါ့このメールでဒီ email မှာစတာရေးတိုင်းကိုတူဝါတို့တွေကစတာရေးတိုင်းနဲ့ဤတိုင်းနဲ့ကတူတူပဲလို့မှတ်ရမယ်တစ်ဖက်သားကိုသိစေခြင်းတဲ့အကြောင်းအရာသူအဓိကပြောခြင်းတဲ့အကြောင်းအရာကဘာလဲဆိုရင်စတာရေးတိုင်းဤတိုင်းပေါ့နော်F1 N3 မှာဆိုဤတိုင်းလို့သုံးတယ်ဒီ N2 လောက်ရရင်စတာရေးတိုင်းဖြစ်သွားပြီပေါ့နော်ကြတာဆိုရင်စာပိုင်လေးကိုဖတ်ကြည့်ရအောင်သူဘာအဓိကပြောချင်တာလဲအဲ့တော့ဒီလိုပုံစံမျိုးလေးကရှေ့မှာလည်းပြောခဲ့တယ်ဒါ email ပုံစံတို့ poster ပုံစံတို့ပေါ့နော်ဒါဒီမှာတော့သူကခေါင်းစဉ်လေးမှာတည်းတခါတည်းပြောထားတယ် mail တို့ email ဆိုတဲ့အတွက်ဒါ email ပုံစံ email ပုံစံဆိုရင်လောက်ပါတို့မလောက်ပါနဲ့တို့ဒါအဓိကသတိပေးချက်တွေထည့်မယ်ပေါ့နော်အဲ့ဒါတွေကိုတို့တွေကလောက်ပါဆိုရင်ဝိုင်းမယ်မလောက်ပါနဲ့ဆိုရင်လည်းဝိုင်းမယ်လောက်စရာမလိုဘူးဆိုလည်းဝိုင်းမယ်ဒါတွေအဓိကရှာမယ်ပေါ့နော်စကြည့်အောင် email ဖတ်မှာဆိုတော့အပေါ်အစာကြောင့်ဒီနှုတ်ဆက်စကားပါညာတွေကိုအရင်ဘာသာပြန်နေစရာမလိုဘူးပေါ့နော်အခုတော့ဘာသာပြန်ပြမယ်နားထောင်ပါこれはある旅館からサンディさんに届いたメールであるဒီဟာကある旅館ဆိုတာတခုတော့ဒီဒီဂျပန်စတိုင်ခီးသွားဟိုတယ်ကနေပြီးတော့ပေါ့နော်ဆန်ဒီဆန်ဆိုတဲ့သူစီကိုထိုတိုဤတာပို့ထားတဲ့မေးရုတရားတို့အီးမေးပဲဖြစ်ပါတယ်ဆန်ဒီရှင်းဆန်ဆာမာတဲ့ဆိုပြီးပို့ထားတယ်ご質問のメールをくださりတဲ့မေကွန်မေးထားတဲ့ email ကိုပို့ပေးတာပေါ့နော် email နဲ့လမ်းပြီးတော့မေးမြန်းပေးတဲ့အတွက်ありがとうございましたကျေးဇူးတင်ပါတယ်ဒါဘာညာအပိုင်းပေါ့နော်ပြီးရင်ဆန်ကစစ်3လပိုင်းနီဂျူကိုနီချီနော25ရက်နေ့ရဲ့တဲ့ဝါရှိစနောအိုဟေယာကဒီနေ့မှာဝါရှိစဂျပန်စတိုင်အခန်းပေါ့နော်အဲ့ဒီအခန်းကကိုအိုဟေယာဆိုတာအခန်းကတဲ့အိုက်တေဣရုကတိုယူအားသေးလားလွတ်သေးလားအခန်းလွတ်သေးလားဆိုပြီးအိုတာစနေဒေရှတာကမေးထားပါတယ်ပေါ့နော်အဲ့တော့ဝါရှိစဝါအခန်းကဂျပန်စတိုင်အခန်းကဇန်ရှိစအခန်းအားလုံးယောယာကူကဟိုက်တေအိုရီမတ်ဘိုကင်နေပြေးသွားပါပြီတဲ့တိုင်ဟန်မိုးရှိဝကရဒီမတ်အလွန်ကိုပဲအာနာမိပါတယ်ပေါ့နော်ထပ်တာနဲ့ထပ်တာတို့ဒဲမိုတို့ကတူတူပါပဲเนาะဝိုင်းထားရမယ်ဒဲမိုဒါပေမဲ့ထပ်တာဒါပေမဲ့เนาะထပ်တာတခုတော့ရှိပါတယ်ဘက်တိုစကေဆိုတာအိယာပါတယ်ပေါ့နော်ဘက်မှုရပါတာပေါ့နော်မှုရတွဲထားတယ်မှုရထည့်ထားတယ်ဝါယောရှိစစ်ဂျပန်စတိုင်နဲ့နောက်တိုင်းစတိုင်ပေါင်းဆက်ထားတဲ့အခန်းမျိုးအဲ့ဒီအခန်းမျိုးနော်အိုဟေယာဒေစတာရာအဲ့လိုအခန်းမျိုးဆိုရင်တဲ့ကိုယောယာကူနီးနာတဲ့မှာဘုကင်တင်လို့ရပါတယ် home page တဲ့ home page သူတို့ website page Facebook page တို့ website page တို့ပေါ့နော်အဲ့ဒီ page မှာအိုဟေယာနော်ရှာရှင်နာတို့မို့အဲ့ဒီအခန်းရဲ့ဓပုံစာတာတွေကိုလည်းဂေါ်လန်နီနာတဲ့မှာစနော်တဲ့ကြည့်လို့ရတယ်ဂေါ်လန်ဆိုတာမီမတ်ကြည့်တာနော်ဂေါ်လန်နီနာတဲ့မှာစနော်တဲ့ကြည့်လို့ရတဲ့အတွက်ကြောင့်ဇဟိကိုကန်ဒိုကဒါဆိုင်ဆက်ဆက်သုံးသပ်ပေးပါစဉ်းစားပေးပါခံရတဲ့ကဒါဆိုင်ကန်ဒိုကဒါဆိုင်ပေါ့နော်ကန်ဒိုပါလာရင်လည်းအဖြစ်ဖြစ်တတ်တဲ့ဝိုင်းထားရမယ်နော်ဘာလို့လဲဆိုရင်ဒီမှာနားထဲမှာဆိုတာလုံနိုင်နေဆိုတာလုံပါလို့ပြောချင်တဲ့အဓိပ္ပာယ်အဲ့ဒါဒီဘာလို့ထားရမလဲမြင်ထားရမယ်ပေါ့နော်ဒါကခါနိုခဲဖောင်လေးတွေနဲ့ရေးထားလုံနိုင်ပါတယ်ဒက်ကီမတ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါလေးတွေကဒါ point ကလေးတွေပေါ့နော် point ကလေးတွေမှတ်ပြီးတော့ဖတ်သွားပြင်ထပ်ပြီးဖတ်လိုက်မယ်နောက်ဟိုဒါဘင်းနဲ့ဆာကူရာနော်ဂျီကီဝါဆာကူရာပန်းနေပွင့်တဲ့အခါသမယမှာတဲ့အချိန်ခါရသည်မှာမိုက်တို့ရှိနှစ်စနတိုင်းတက်ဆန်တို့အခါကူစာမာကများစွာသောဧည့်သည်တော်တွေကဣရရှိုင်းမှာလာရောက်ကြပါတယ်
Koyoyaku ni naru bai wa တကယ်လို့ပိုကင်တင်ခြင်းတဲ့အခါမှာတော့ ohayame ni onegai itashimasu အဲ့တော့ onegai မြင်လေးထားထားမယ်ပေါ့နော်လုပ်ပေးပါဆိုတဲ့ ohayame ni မြန်လေးလုပ်ပေးပါပေါ့နော်じゃあအဲ့ဒီမှာသူကဒါ home page မှာသွားပြီးတော့ဘာလုပ်ထိုင်နေလဲဆိုရင် home page မှာသူ့ရဲ့အချက်လက်ကိုကြည့်ခိုင်းတာပေါ့နော်အဲ့တော့ home page မှာတင်ထားတဲ့အချက်လက်အပိုင်းလေးကသူကဒီအောက်မှာပေါ့ဒါလေးပေါ့နော်အဲ့တော့အခန်းရဲ့ပုံမှန်တရံကိုဒါသူရေးပြထားတာပေါ့နော်ကိုဖတ်ချင်လဲရတယ်မဖတ်ချင်လဲရတယ်အဲ့တော့ဒီမှာတော့ဖတ်ပြမယ်ပေါ့နော်ဝါယောရှိစင်တော့အိုဟေယာနော်ယောဟုနော်အခန်းရဲ့ဒီအချက်လက်သတင်းချက်လက်ပေါ့နော်အဲ့တော့ဟီရိုစာအကျယ်အဝန်းနာနီပြီးရင်ဆက်စစ်ပြီးဆိုတာအခန်းထဲမှာပါဝင်မဲ့အရာတွေပေါ့နော်အရာတို့ကရင်တို့တီးပြီးတို့ဘာညာတွေပေါ့နော်ပြီးတော့ရင်ဒါနီးမေစာမှာ2ယောက်နေလို့ရတယ်ယူချိုဆိုတာညနေစာမနက်စာနော်ရှော့ခုအစားအသောက်တွေစစ်ခဲဆိုတာပါပြီးသားပြီးလျောခင်ကိုခဲလျောခင်ကြားတင်ပြီစုပါကိုခဲဆိုတာစုပါပြီးရင်ယုံမန်နီဆန်ဆိုရန်4200ကြမယ်ဇီကိုမိအခွန်ပါပြီးသားဖြစ်ပါတယ်တဲ့ဒါဆိုရင်မိကွန်းလေးနဲ့အဖြေလေးနဲ့ပြန်တိုက်ကြည့်မယ်နော်အဲ့တော့လျောကန်တော့ဟီတိုကနော်ဒီ email ကိုပို့လိုက်တဲ့လူကနာနျူစတိုင်းတိုင်းဘာကိုအဓိကပြောချင်တာလဲပေါ့နော်3月3ခုလုံးကဒိတ်တွေပေးထားတယ်ပေါ့နော်အဲ့တော့ဒိတ်ပိုင်းလေးကိုကြော်လိုက်မယ်ဝါရှိစစ်ဝါတဲ့ဒီဂျပန်စတိုင်ဟိုတယ်ကအာイテイルကအားတယ်ဆိုပေမဲ့တဲ့ဟိုအားတယ်အာイテイルအားနေတယ်တဲ့နော်ဝါရှိစစ်ကိုတို့ကဟိုးပေါ်လေးမှာတော့ပြန်ကြည့်လိုက်ပေါ့နော်ပို့ပြီးတော့တေချာတော့ကြည့်လိုက်မယ်ဆိုရင်ဒီမှာဝါရှိစစ်ပေးထားတယ်နော်ဟဲယာကဒီမှာအာイテイルကလို့မေးထားတယ်ပြီးတော့သူကဗာပြန်ဖြေလဲဒီမှာဇန်ရှိစစ်ရောရခုတဲ့နော်အားလုံးဘိုကင်ပြေးသွားပြီတဲ့ဒါလေးကိုသူကလှည့်ပြီးတော့ပြောထားတာနော်လှည့်ပြောထားတယ်ဟိုက်တေအိုရီမှာဘိုကင်နေဝင်သွားပါပြီဆိုတော့ဘိုကင်မရတော့ဘူးမအားတော့ဘူးအဲ့တော့ဒါမှားတယ်ပေါ့နော်အဲ့တော့နောက်ကစမ်းဖတ်တော့နော်အဲ့တော့ဒီမှာ3月ဒိတ်ပေးထားတယ်ဒိတ်ကတူတူပဲထားခဲ့မယ်လို့ပြောထားတယ်နော်ဝါရှိစဝါတဲ့အခန်းကရောယာခုဒက်ကိနိုင်ဘိုကင်တင်လို့မရဘူးโอเคတဲ့တချမ်းโอเคသွားပြီဝါယောရှိစကိုကန်တိုစတဲ့ဟိုရှိဝါယောရှိစဆိုတဲ့အခန်းလေးကိုကန်တိုစတဲ့ဟိုရှိကြည့်ရှုပြီးတော့ပြန်လဲစဉ်းစားစီချင်ပါတယ်ဆိုတော့ဒါလေးကโอเคတဲ့စင်ပြေတယ် tip လေးချစ်ထားလိုက်မယ်3အဲ့တော့ဒီမှာဒိတ်ပေးထားတာလေးကိုကြော်မယ်အဲ့ဒီနေ့မှာတဲ့ဒိုနိုဟဲရမို့ပဲအခန်းမဆိုရောယာကုတက်ကိနိုင်ဒက်ကိနိုင်လို့မရဘူးရောယာကုတက်ကိနိုင်ကတော့မှန်တယ်ဒါပေမဲ့ဒိုနိုဟဲရမို့ပဲအခန်းမဆိုလို့ပြောထားတာမျိုးမရှိဘူးเนาะဘယ်အခန်းမဆိုဘိုကင်တင်လို့မရဘူးတဲ့ဘယ်စင်တော့ဟိအခြားနေကြမှာလာပြီးတော့ကန်ဒိုစတဲ့ဟိုရှိပြန်လဲပြီးတော့လှုပ်စေခြင်းနဲ့မှားတယ်ပေါ့နော်ယွန်းဝါရှိစစ်ကတော့တဲ့နင်းကင်းကတဲ့လူကြိုက်များလို့ယောယာခုထိုရီနီကူဤယောယာခုတိုရီနီကူဤဆိုတာဘိုကင်တင်ရခတ်ပါတယ်တဲ့နော်ဘိုကင်တင်ရခတ်ပါတယ်ဒါကြောင့်ဟာယာမဲနီယောယာခုစတက်ဟိုရှိမြန်လေးဘိုကင်တင်စေခြင်းနဲ့အဲ့ဒီလိုကောမာကုတ်ထားရင်တို့ကနှစ်ပိုင်းစဉ်းစားရမယ်နော်အရှေ့ပိုင်းနောက်ပိုင်းအဲ့လိုကြည့်ရမယ်အဲ့တော့ဟာယာမဲနီယောယာခုစတက်ဟိုရှိဆိုရင်ဒီမှာ okay တယ်နော်ဟာယာမဲနီဟိုနေကဆိုတော့မှန်တယ်ဒါတချမ်းမှန်သွားပြီလို့တို့ကမှတ်တာတချမ်းမှန်သွားပြီအဲ့တော့အရှိတချမ်းကိုကြည့်လိုက်ရင်တော့ဒီမှာတိုရီနီကွီယူရခတ်တယ်လို့ပြောတာအဲ့တော့သူကဘာပြောထားလဲဆိုရင်ဒီအခန်းကဘိုကင်ယူရလွယ်တယ်ယူရခတ်တယ်အဲ့ဒါမျိုးတွေမပြောထားဘူးယူလို့ရမယ်မရဘူးပြက်သက်သာပဲပြောထားတာယူရခတ်တယ်ယူရလွယ်တယ်မပြောထားဘူးဒါအဓိပ္ပာယ်မတူဘူးเนาะသူမှားတော့ဝေဝါးသားအောင်ပေးထားတာဒါကြောင့်မလို့စာပေထဲမှာမပါတဲ့အတွက်မှားတယ်လို့မှတ်ရတယ်ဒါကြောင့်ဒီအရှိပိုင်းလေးကမှားတဲ့အတွက်
တစ်ကြောင်းလုံးမှားတယ်ပေါ့နော်ဒါဆိုရင်အဖြေကတို့ခုန tip လေးမှတ်ထားခဲ့တဲ့နိဗ္ဗာန်ပေါ့နော်答えは2番ですနောက်တစ်ပုဒ်ဆက်ကြည့်ရအောင်